ခါမိုးတီအောင်မြင်ပြီးကြီးမားတဲ့ကြောက်တောင်ကြီးတစ်ထောင်ရှိလေတယ်။အဲဒီတောင်ကြီးရဲ့အောက်ခြေမှာပင်းငယ်လှတဲ့ကြွက်ကလေးတစ်ကောင်ကျင်းတူးပြီးတော့နေထိုင်တယ်။ဒီနေ့ကျော်လေးအစာရှာဖို့ထွက်သွားပြီ။ကြောက်တောင်ကြီးဟာကျော်လေးအစာရှာဖွေတာအစာတွေတည်ပြီးစုဆောင်းနေတာကိုအမြဲကြည့်ရှုနေတတ်တယ်။ဒီနေ့ကြောက်တောင်ကြီးကလောင်ပြောင်ပြီးပြုံးဆိုတော့တဲ့။ဟေးကျော်လေးမင်းရဲ့ခန္ဓာကိုယ်ကလည်းသေးလိုက်တာကွာ။မင်းပယ်လာတဲ့စားစရာတွေကလည်းပစ္စည်းလေးတွေမင်းနေတဲ့တွေးမောက်ကလေးကလည်းချင်းချင်းလေးပါလားကွ။အဲ့ဒီပစ္စည်းကလေးတွေကပြဿနာရှိနေလို့လားဗျပြောပါအောင်။အကောင်သေးတော့ဘယ်ခံ냐မလဲကွ။ဘသူကမလဲမယိုသေးဘူးပေါ့ကွာ။ငါ့ကိုကြည်စမ်းကြီးမခိုင်ခန့်တော့နေဘူးတော်လုံးလည်းမမူဘူး။မုံတိုင်းဘလောက်ပြင်းပြင်းငါ့ကိုမကြော်လားနိုင်ဘူး။တိမ်ကြီးဘလောက်ထူထူငါ့ကိုမကြော်လားနိုင်ဘူး။ဒါကြောင့်အားလုံးကငါ့ကိုလေးစားပြီးယိုသေးနေကြတာပေါ့ကွ။ကြောက်တောင်ကြီးကကြွက်လေးကိုကြွားဝါပြီးပြောလိုက်တယ်။ကြွက်ကလေးကတင်းရဲ့ကြီးမားခိုင်ခန့်မှုတွေကိုမှန်တက်မနေပါနဲ့။အိုကြောက်တောင်ကြီးတင်းရဲ့အောက်ခြေနဲ့ကိုယ်တွင်းကိုပြန်ကြည့်ပါအောင်။ကျုပ်တူထားတဲ့လိုင်ကောင်းတွေဟာတင်းရဲ့နေရာအနှံ့မှာရှိနေတာတွေ့လား။တင်းပါများတက်နိုင်သေးလေ။လေဒီနေတွေကတင်းကိုအံမတုနိုင်ပေမဲ့ကျုပ်ပြသမျှတော့တင်းဘာမှမလုပ်နိုင်ပဲခံနေရတာပေါ့အမှန်ပဲ။ကြွက်ကလေးကလောင်ပြောင်ပြီးတွင်းထဲကိုဝင်သွားတဲ့ဒီအခါမှာကြောက်တောင်ကြီးလည်းတတိထားမိပြီးသူ့ရဲ့တကူလုံးမှာကျွန်းလေးတူးဖောက်ထားလို့လိုင်ကောင်းတွေအများကြီးဖြစ်နေတာကိုသိလိုက်ရတော့တယ်။ကြောက်တောင်ကြီးလည်းကျွန်းလေးကိုမရှင်းနိုင်မတားနိုင်လို့ရှက်သွားတဲ့ခန္ဓာကိုယ်ကြီးတာငယ်တာအတိကမကြဘူး။သူ့ရဲ့လောက်ကင်နိုင်တဲ့စွမ်းရည်သာအတိကပါလား။သဘောပေါက်ထားတဲ့ကြောက်တောင်ကြီးဟာအဲ့ဒီအချိန်ကစားရပြီးဘာစကားမှမပြောတော့ပဲတိတ်ဆိတ်ငြိမ်သက်စွာနဲ့နေသွားတော့တာပေါ့ကွယ်။